2026မှာအဖြစ်များလာနိုင်တဲ့ကျန်းမာရေးပြဿနာ၄ခုလူနေမှုပုံစံတွေခေတ်စနစ်တွေပြောင်းလဲလာတာကြောင့်2026ခုနှစ်မှာဘယ်လိုကျန်းမာရေးစိန်ခေါ်မှုတွေကအဖြစ်များလာနိုင်လဲဘာတွေကိုသတိထားပြီးကြိုတင်ပြင်ဆင်ရမလဲဆိုတာဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mediflow ကဒေါက်တာဇေညီညီဖြစ်ပါတယ်နံပါတ်1ကတော့နီးပညာကြောင့်ဖြစ်ပွားတဲ့စိတ်ကျန်းမာရေးပြဿနာဖြစ်ပါတယ်2026မှာ AI နီးပညာတွေပိုတိုးတက်လာတာ Internet Speed တွေပိုမြန်လာပြီး Social Media မှာအပြိုင်ဆိုင်တွေပိုများလာတာကြောင့် Digital Burnout လို့ခေါ်တဲ့နီးပညာကြောင့်စိတ်ပင်ပန်းနွမ်းနေတာတွေ Social Media ကြောင့်ဖြစ်တဲ့စိုးရိမ်စိတ်လွန်ခဲ့တာတွေကအရင်ကားထက်ပိုပြီးမြင်လာရဖို့ရှိပါတယ်နံပါတ်2ကတော့ Digital Eye Strain လို့ခေါ်တဲ့ဖုန်းနဲ့ကွန်ပျူတာတွေအကြည့်များလို့ဖြစ်တဲ့မျက်စိပြဿနာဖြစ်ပါတယ်။ Screen တွေကြည့်တဲ့အချိန်ကပိုတိုးလာတာနဲ့အမျှမျက်စိညောင်းတာအမြင်အာရုံဝေဝါးတာနဲ့ခေါင်းကိုက်တာတွေကို2026မှာပိုတွေ့လာရဖို့ရှိပါတယ်။ဖုန်း screen ကထွက်တဲ့ blue light အလင်းပြာနဲ့ထိတွေ့မှုများတာကြောင့်အိပ်စက်မှုစနစ် sleep cycle တွေပါထိခိုက်လာနိုင်ပြီးအိပ်မပျော်တာတွေပိုဖြစ်လာနိုင်ပါတယ်။အဲဒါကြောင့်တနေ့ကိုအနည်းဆုံး1နာရီလောက်ဖုန်းမသုံးတဲ့ digital detox လုပ်ခြင်းကိုအခုကတည်းကကျင့်ယူထားသင့်ပါတယ်။နံပါတ်3အချက်ကတော့အစားအသောက်နဲ့လူနေမှုပုံစံကြောင့်ဖြစ်တဲ့ယောဂါတွေဖြစ်ပါတယ်။အသင်စားအစားအသောက်တွေပိုပေါ်လာတာကိုယ်လက်လှုပ်ရှားမှုနည်းလာတာတွေကြောင့်စီးကြိုသွေးတို့နှလုံးသွေးကြောခြင်းယောဂါနဲ့အသည်းအဆီဖုံးယောဂါတွေပိုပြီးဖြစ်ပွားလာနိုင်ပါတယ်။အခုနောက်ပိုင်းခေတ်စားလာတဲ့ပိန်ဆေးတွေဟာ2026မှာပိုပြီးတွင်တွင်ကျယ်ကျယ်ဖြစ်လာနိုင်ပေမဲ့ဆေးကိုအားကိုးတာထက်မှန်ကန်တဲ့အစားအသောက်နဲ့ကိုယ်လက်လှုပ်ရှားမှုကိုအခြေခံမှုဆရာဝန်တဦးအနေနဲ့အကြံပြုလိုပါတယ်။နံပါတ်4အချက်ကတော့ရာသီဥတုပြောင်းလဲမှုနဲ့လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်ပါတယ်။လေထုထဲကအမှုန်မွှားတွေကြောင့်နာတာရှည်အသက်ရှူလမ်းကြောင်းယောဂါတွေရင်ကျပ်ယောဂါတွေပိုမိုမြင့်တက်လာနိုင်ပါတယ်။ဒါအပြင်အပူလှိုင်းဖြတ်ခြင်းကြောင့်ဖြစ်တတ်တဲ့ heat stroke နဲ့ရေဓာတ်ခမ်းခြောက်မှုတွေကလည်းနှစ်စဉ်ပိုမိုစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။အနှစ်ချုပ်ပြောရရင်2026မှာကျန်းမာစွာဖြတ်သန်းနိုင်မှုအတွက်ပုံမှန်ကျန်းမာရေးစစ်ဆေးတာစိတ်ဖိစီးမှုကိုလျှော့ချတာလေ့ကျင့်ခန်းပုံမှန်လုပ်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားသောက်ဖို့တိုက်တွန်းလိုက်ပါတယ်။ခုနပြောပြသွားတဲ့ကျန်းမာရေးပြဿနာတွေထဲကမိတ်ဆွေအစိုးရိမ်ဆုံးဖြစ်တဲ့အချက်ကိုကွန်မန့်မှာရေးသွားပေးခဲ့ပါဦး။နောက်ထပ်ကျန်းမာရေးဘူးတုဒတွေအတွက် Mediflow ကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်ခင်ဗျာ2026မှာအားလုံးပဲကျန်းမာရွှင်လန်းကြပါစေခင်ဗျာကျွန်တော်ကတော့ဒေါက်တာဇေညီညီဖြစ်ပါတယ်